တခါတော့ကရွာလေးတူရွာမှာမိုဟန်ဆိုတဲ့စင်ရသားအိုးထိန်တဲ့တယောက်ရှိတဲ့သူကမြေအိုးတွေနဲ့ရွှံ့ရုပ်လေးတွေလှုပ်ပြီးတော့ဈေးထဲမှာရောင်းချရင်းနဲ့အသက်မွေးပါတယ်ဒါပေမဲ့သူတို့ဘဝကအရန်ကိုမှခက်ခဲပါတယ်တခါတလေမှသာထမင်းနတ်မှန်အောင်စားရပြီးတော့တခါတလေဆိုရင်တော့တစ်နှစ်တောင်မှမစားရပါဘူးတဲ့သူနဲ့အတူသူ့သမီးလေးရာနီနဲ့အမေအိုကြီးတို့လည်းအတူတူနေထိုင်ပါတယ်ရာနီသမီးလေးရေနေတောင်ထွက်နေပြီရေးလေးသွားခတ်ပါအောင်ပြီးရင်ဈေးကနေရွှွတ်နေလဲသွားယူအောင်မယ်မြမြလုတ်သမီးရေမဟုတ်ရင်အလုပ်တွေနောက်ကျကုန်လိမ့်မယ်ဘိုင်းရောရဲ့လူတွေကလည်းအဖေတို့ကိုထပ်ပြီးတော့ကဲ့ရဲ့နေကြလိမ့်မယ်ဟုတ်ကဲ့ဖေသမီးအခုပဲသွားပြီးတော့ယူလိုက်ပါမယ်ဒါပေမဲ့အဖွားရဲ့အခြေအနေကိုလည်းကြည့်ပါအောင်ဖေရဲ့အဖွားခင်ဗျာချောင်းနေတညာလုံးဆိုပြီးတော့ညှင်းညူနေရတယ်ဒါကြောင့်အဖွားအတွက်လည်းတခုခုတော့လုပ်ပေးပါအောင်ဈေးတွေလည်းမဝယ်ပေးရတာကြာနေပြီအဖေရဲ့အေးပါသမီးရဲ့အဖေအကုန်လုံးလုပ်ပေးမှာပါအရင်ဆုံးတော့မြေအိုးတွေလှုပ်လို့ပြီးမှအဖွားအတွက်ဈေးဝယ်ဖို့ပတ်စံရမှာပေါ့ဖျားသခင်ကသဘောထားကြီးပါတယ်အဖေတို့လိုစင်ရဲချိုးတဲ့သူတွေကိုကူညီပေးမှာပါအဲ့ဒီနောက်တော့မိုဟန်လည်းသူ့ရဲ့အိုးထိန်ဆက်ကိုဆွဲထုတ်လိုက်ပြီးတော့အဲ့ဒီဘောမှာရွှွတ်မြေကိုတင်ကမြေအိုးတွေရွှွတ်အယုတ်လေးတွေကိုစတင်ပြီးတော့ဖန်တီးပါတယ်ဒီချိန်မှာပဲရာနီကပြန်ရောက်လာတယ်အဖေဒီနေ့ဘရင်ကြီးရဲ့နန်းတော်မှာပြိုင်ပွဲရှိရမလားအဲ့ဒီပြိုင်ပွဲမှာအကောင်းဆုံးလက်မှုပညာရှင်တွေကိုရွေးမှာဆိုအဖေလည်းသွားပြီးတော့ပြိုင်မှာလားအဖေမှလည်းအကောင်းဆုံးဖြစ်စီခြင်းနဲ့စိတ်ကူးတွေရှိနေရပဲလေအေးပါသမီးအဖေလည်းဒီတခါတော့နောက်ဆုံးချိန်စူးစမ်းဖို့စဉ်းစားထားတယ်သမီးလေးဒီတခါရှုံးသွားရင်အဖေလည်းဂယုမဆိုင်ပါဘူးဒါပေမဲ့သမီးလေးအတွက်တခုခုတော့လုပ်ပေးခြင်းနဲ့ဖျားသခင်သားအဖေကိုကူညီပေးပါစေလို့ဆုတောင်းရမှာပဲသမီးရဲ့ဖေကအကောင်းဆုံးပါပဲအဖေရဲ့စူးစမ်းမှုနဲ့ရိုးသားမှုတွေကဘယ်ရွှေတဲ့ငွေတဲ့နဲ့မှလဲလို့ရမှာမဟုတ်ဘူးလေအဖေရဲ့စိတ်ရင်းအတိုင်းသာလုပ်ပါအစားအရာရာသူ့ဟာနဲ့သူအဆင်ပြေသွားမှာပါအဖေသမီးလေးပြောတာမှန်နေစူးစမ်းမှပဲလိုချင်တာတွေအကုန်လုံးရလာမှာဒီနေ့တော့ဖခင်တယောက်ကသူ့သမီးလေးကိုကြောင်းလိုက်ပို့နေတဲ့ရုပ်ထုလေးလုပ်ဖို့အဖေကစဉ်းစားထားတယ်အဲ့ဒီခါကျရင်လူတွေကစင်းရဲတဲ့ဖခင်တယောက်ရဲ့မြတ်တာကဘလို့မျိုးလဲဆိုတာမြင်သွားကြလိမ့်မယ်မိုဟန်လည်းရုပ်ထုကောင်တရုပ်ကိုဖန်တီးနိုင်ဖို့အတွက်ရွှွန့်တွေကိုနေနေပါတယ်ဒီပြိုင်ပွဲမှာသူတေချာပေါအနိုင်ရဖို့အတွက်ပေါ့အဲ့ဒီချိန်မှာပဲအိမ်ထဲကနေသူ့အမေရဲ့ချောင်းဆိုးတန်တဲ့အတူတခုခုပြောနေတာကိုကြားလိုက်ရပါတယ်ဒါမိုဟန်ကြီးအမေအသက်ရှင်နေသေးတော့တားရဲ့စိတ်ဓာတ်ခွန်အားရဖို့ဆူတောင်းပေးနေမှာပါမြေးလေးရွာနီကိုလည်းပညာတတ်အောင်သင်ပေးပါကွယ်ဒါကအမေရဲ့တခုတည်းသောအိမ်မက်ပဲမဟုတ်ရင်တော့ဒီစင်းရဲချင်းတရားကအမေတို့ကိုဖျက်ဆီးပြီးသားဖြစ်နေပြီသားကြီးအမေရဲ့ဆူတောင်းနေကြောင်းသာကျွန်တော်ဒီလိုတက်တီတွေရှိနေတာပါဒီတခါတော့ဘရင်ကြီးပေးတဲ့ဆုကိုရမရအမေနဲ့သမီးလေးပြောရဖို့အတွက်ကျွန်တော်အစွမ်းကုန်စူးစမ်းသွားမှာပါအဖေသမီးလည်းအဖေနဲ့တူလိုက်ခဲ့မယ်အဖေရှုံးမှာမဟုတ်ဘူးဆိုတာကိုသမီးကိုယ်တိုင်မြင်ချင်တယ်စူးစမ်းမှုရှိနေသူရဲ့ဘယ်တော့မှရှုံးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့အဖေသမီးကိုတင်ပေးထားတယ်လေသမီးကအဖေအတွက်အကြီးဆုံးစိတ်ခွန်အားဖြစ်လာစေရမယ်အဖေဟုတ်ပြီသမီးအဖေလည်းသမီးရဲ့လက်ကိုကင်ထားတော့မှဘဝကိုတိုက်ပွဲကိုရင်ဆိုင်နိုင်ခဲ့တာအဖေကတော့ဘုရားသခင်ကိုပဲတခုခုဆုတောင်းပါတယ်ကွယ်ဒီတခါတော့အဖေတို့ရဲ့ကံကြမ္မာလေးအပြောင်းလဲဖြစ်သွားပြီးတော့သမီးလေးကိုကြောင်းကောင်းကောင်းမှထားနိုင်ပါစေစကားဆုံးတာနဲ့မိုဟန်လည်းရွှွန့်တဲ့ရုပ်ထုတွေစပြီးတော့လှုပ်တော့တယ်အိုးထိန်ဆက်ပေါ်မှာတော့ရွှွန့်ခဲကိုတင်လိုက်တယ်မိုဟန်တရားအိုးထိန်ဘိန်းကိုလှည့်လိုက်တဲ့အခါတိုင်းသူ့ရဲ့လက်ချောင်းတွေနဲ့ရွှွန့်ခဲကိုကိုင်လိုက်တဲ့အခါတိုင်းသူ့ရဲ့စင်ရဲမှုနဲ့မျောလင်းချက်နှစ်ခုစလုံးရဲ့ဇလန်းကိုပြောပြနေတယ်လို့ပါပဲဒါကသာသူ့ရဲ့နောက်ဆုံးအခွင့်အရေးဆိုရင်စိတ်ရင်းနဲ့ပြီးအောင်လုပ်မယ်လို့သူဟာဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့မြစ်တာတွေသူ့ရဲ့အခက်အခဲတွေနဲ့သူသမီးပေါ်ထားတဲ့မျောလင်းချက်တွေကအည်ပြောပြီးတော့ရုပ်ထုကတဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်သမီးရေဒီရုပ်ထုကိုကြည်စမ်းပါအောင်အဖေကသမီးလေးကိုကုန်းပိုးပြီးတော့ကြောင်းလိုက်ပို့နေရလေဒါကအဖေရဲ့အဖြစ်ချင်းဆုံးသောဆန္ဒတစ်ခုပါဘာကြောင့်လဲဆိုရင်တော့သမီးကိုပညာသင်ပေးပြီးတော့ဒီလိုဆိုးရတဲ့အခြေအနေကနေရုန်းထွက်နိုင်ဖို့ပါပဲအဖေရဲ့ရုပ်ထုကအကောင်းဆုံးပဲအဖေရဲ့စိတ်ထဲကဆန္ဒတွေအကုန်လုံးဒီရုပ်ထုမှာအတိုင်းသားပေါ်နေတယ်ဘလို့ရွှေရုပ်ထုငွေရုပ်ထုမှာအဖေရဲ့ရွှေရုပ်ထုလောက်လှမှာမဟုတ်ဘူးလို့သမီးတော့ယုံကြည်တယ်တေချာကြည့်ထားသမီးရေဘ
လို့အခြေအနေပဲရောက်အဖေကတော့ရှုံးမှာမဟုတ်ဘူးအဖေအသက်ရှင်နေသူသမီးအတွက်ဘဝတိုက်ပွဲဝင်နေမယ်ဘရင်ကြီးတာဒါကိုနားလည်ပြီးတော့အဖေတို့ကံကြမ္မာပြောင်းလဲအောင်လုပ်ပေးဖို့ပဲဆူတောင်းပါတယ်မိုဟန်လည်းရုတ်ထုထုလို့ပြီးတော့အိတ်လိုက်တယ်ဒီလိုနဲ့မနက်မိုးလင်းတော့မိုဟန်ကရုတ်ထုကိုတဲပြင်ဘက်မှာနေလန်းဖို့ထားလိုက်တယ်သူသမီးလေးရာနီကရုတ်ထုကိုမြင်ပြီးတော့အရန်ကိုပြောနေပါတယ်ရုတ်ထုကအသက်ဝင်တာမို့ဘသူကမှပြိုင်ပွဲမှာအနိုင်ယူနိုင်မှာမဟုတ်ပါဘူးသမီးရေအဖေလှုပ်ထားတဲ့ရုတ်ထုလေးနေအောင်ထဲမှာဘလောက်တောင်လှနေလေဆိုတာကြည်စမ်းပါအောင်ဒီနေ့ကျရင်သမီးရဲ့ပညာအလင်းရောင်နဲ့တအိမ်လုံးကိုအလင်းရစေလိမ့်မယ်ဖျားသခင်သာဘရင်နန်းတော်ထဲမှာဒီရုတ်ထုရဲ့တန်ဖိုးကိုနားလည်ကြအောင်လုပ်ပေးကြပါစေအဖေဘရင်ကြီးတာဒါကိုမြင်သွားရင်တော့အဖေအနိုင်ရမှာသိကြတယ်အဖေကိုယ်တိုင်ဖန်တီးထားတဲ့စ조사အားထုတ်မှုကိုဘသူကမှညှင်းလို့မရဘူးအဖေကဒီရုပ်ထုတွေကိုအဖေရဲ့စိတ်နှလုံးသားတစ်ခုလုံးနှစ်ပြီးတော့မြစ်တာတွေအပြည့်ထည့်ထားခဲ့တာပဲဟုတ်တယ်သမီးလေးစ조사မှုရဲ့ရာလက်ကနောက်ကျကောင်းကြနိုင်ပေမဲ့ဒီနေ့ကျရင်တော့ဘွားကနေပေါ်လာမှာပါဒါပေမဲ့ဘိုင်တော့ကတခုခုများလှုပ်လိုက်မလားဆိုပြီးတော့အဖေတော့ကြောက်နေမိတယ်သူကအဖေတို့တွေတိုးတက်သွားမှကိုမလိုလားဘူးလေသူကအဖေတို့လိုစင်ရဲသားတွေရဲ့ပျော်ရွှင်မှုကိုမှအမြဲတမ်းမနာလို့ဖြစ်နေတာအဲ့ဒီချိန်မှာပဲဘိုင်ရောရဲ့လူတစ်ယောက်ကရောက်လာတယ်ဘိုင်ရောကအရန်ရုပ်မာတဲ့လူတစ်ယောက်ပါမိုဟန်ကသူ့စီကနေငွေအချို့ချေးထားခဲ့ဘူးပါတယ်ဘိုင်ရောရဲ့လူတွေရောက်လာတဲ့အခါမှာတော့မိုဟန်တို့သားပါလည်းနောက်ဆုတ်ပြီးတော့ပုံနေလိုက်ကြတဲ့ဘိုင်ရောရဲ့လူတွေရဲ့အကြီးမှာတော့ဒေါသတွေကအပြည့်အနှက်ပဲပေါ့ဟေးမိုဟန်ဘိုင်ရောကမင်းရဲ့အကျွေးတွေတောင်းလို့ပုံနေပြီလို့ပြောခိုင်းလိုက်တဲ့မင်းကအခုထိအတိုးကိုမဆက်သေးဘူးကြည့်ရတာမင်းလဲမင်းရဲ့သမီးလေးကိုပေါင်ရတော့မဲ့ချိန်ရောက်ပြီထင်ပါရဲ့တေချာတော့စဉ်းစားနော်မဟုတ်လို့ကတော့ဘိုင်တို့ကသူ့သဘောနဲ့သူဆုံးဖြတ်လိုက်မယ်ဒီမှာမင်းတို့ဆရာကိုဘိုင်တော့သွားပြီးတော့ပြောလိုက်မိုဟန်ကအခုထိအသက်ရှင်နေတုန်းပဲလို့ငါဘာသာငါသိတဲ့အထိစူးစမ်းမယ်ဒါပေမဲ့သမီးကိုတော့ဘယ်တော့မှထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဘာပဲဖြစ်လာငါသမီးကိုတော့လုံးဝရောင်းစားမှာမဟုတ်ဘူးမင်းရဲ့စကားလုံးတွေကနားထောင်လို့တော့ကောင်းသားမိုဟန်ရေဒါပေမဲ့အမှန်တရားကတော့စင်းရဲသားရဲ့စကားဆိုဒီရွာထဲမှာဘသူကမှနားမထောင်ပဲအခုဆိုဘိုင်ရောရဲ့အာနာကဘရင်ထက်တောင်မှပိုကြီးနေပြီမိုဟန်ရဲ့မျက်လုံးတွေထဲမှာတော့ကြောက်ရွံ့မှုနဲ့အတူဒေါသတွေလည်းပြည့်နှက်လို့နေပါတယ်ဒါပေမဲ့သူ့စိတ်သူပဲပြန်ထိန်းလိုက်တယ်ဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာဘရင်ပြိုင်ပွဲကသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေလို့ပါပဲစိတ်ထဲကနေတော့ဘုရားသခင်ကိုပဲဆုတောင်းလိုက်ပါတယ်ဘုရားသခင်ကျွန်တော်ရဲ့စူးစမ်းမှုတွေအကုန်လုံးအရာထင်ပါစေကျွန်တော်သမီးရာနီရဲ့ပညာရေးလည်းရက်တက်မသွားပါစေနဲ့ကျွန်တော်တို့ရဲ့တခုတည်းသောအားကိုးစရာဆိုလို့ဒီပြိုင်ပွဲလေးပဲရှိပါတော့တယ်ဒါကြောင့်ဒီပြိုင်ပွဲကိုတေချာပေါက်အနိုင်ရမှာပဲဖြစ်မှာပါမဟုတ်ရင်တော့ဘိုင်တော့ကကျွန်တော်တို့သားမနှစ်ယောက်စလုံးကိုဖျက်ဆီးပစ်ပါလိမ့်မယ်အဖေသမီးလည်းအဖေနဲ့တူလိုက်ခဲ့မယ်ဘရင်ကြီးကဘလို့လူမျိုးလဲဆိုတာသမီးမြင်ခြင်းနဲ့ပြီးတော့ဒီပြိုင်ပွဲကိုလူတွေဘလောက်တောင်လာကြမလဲဆိုတာရောကြည့်ခြင်းနဲ့ပြိုင်ပွဲဆိုတာလူပေါင်းစုံကအရေးချင်းမျိုးစုံကိုပြဖို့လာကြတယ်လို့အဖေပြောဘူးတယ်မလားဟုတ်တယ်သမီးဒါပေမဲ့သမီးအဲ့ဒီကိုရောက်ရင်ဘလို့မှမတုံ့လှုပ်ပါဘူးလို့ကတိပေးရမယ်ဒီပြိုင်ပွဲကိုလူကြီးလူကောင်းတွေရောက်လာလိမ့်မယ်လူချမ်းသာတွေရဲ့တောက်ပြောင်နေတဲ့ရုပ်ထုတွေလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့သမီးရဲ့မျက်လုံးတွေကိုတော့အဖေရဲ့ရုပ်ထုကနေမခွာလိုက်ပါနဲ့လုံးဝစိတ်သက်ကြမသွားရဘူးနော်သမီးအဲ့ဒီချိန်မှာပဲအိမ်ထဲကနေအမေအိုကြီးရဲ့ချောင်းဆိုးတန်ကိုကြားလိုက်ရပြီးတော့မိုဟန်ကိုအိမ်ထဲကိုခေါ်လိုက်တယ်အကြောင်းကတော့အမေဖြစ်သူရဲ့ကျမ်းမာရေးကအရန်ကိုစိုးဝါးနေလို့ပါပဲဒါမိုဟန်အမေသွားရတော့မဲ့ချိန်ရောက်ပြီဆိုလေအမေဘာမှမပူတော့ပါဘူးဒါပေမဲ့မီးလေးရာနီကိုတော့ဂယူဆိုင်ပါအခုတော့ဘရင်ကြီးရဲ့နန်းတော်စီကိုသွားရမယ်တခါတလေဘုရားသခင်ကတားရဲ့ကြိုးစားမှုတွေကိုမြင်ကောင်းမြင်ပါလိမ့်မယ်တားရဲ့အောင်ပွဲအတွက်အမေကဆူတောင်းပေးနေမှာပါဒီလိုမျိုးအမေရဲ့ဆူတောင်းတွေကြောင့်သာကျွန်တော်ဒီလိုမျိုးတတ္တိတွေရှိနေဟာဒါကြောင့်မဲကျွန်တော်ဘယ်တော့မှရှုံးမှာမဟုတ်အမေသမီးရာနီကိုလည်းကြောင်းကောင်းကောင်းမှထားမယ်ဒါကူကကျွန်တော်ရဲ့အိမ်မက်ဒီတစ်ခါတော့ကျင်းသေးပေါအနိုင်ရမှာပါမိုဟန်လည်းရုပ်ထုကိုအိတ်တစ်ခုနဲ့ဂယူးတစ်စိုက်ထုတ်လိုက်ပြီးတော့လှဲပြင်လိုက်ပါတယ်ဒီနောက်တော့ရုပ်ထုကိုလဲပေါ်မှာတင်ပြီးတော့မနက်မိုးလင်းဖို့စောင့်နေလိုက်ပါတယ်အဖေ
မနှက်ပြန်မနှက်ဆိုရင်ပဲခရီးစပြီးတော့ထွက်ကြရမှာမလားယင်အဖေစောစောအိတ်တော့နော်ပြိုင်ပွဲအတွက်ကိုကောစိတ်ပါအားရှိနေဖို့လိုမယ်နောက်ပြီးသမီးလည်းအဖေကိုဂရုစိုက်ပေးပါမယ်ဘာမှမပူပါနဲ့ဟုတ်ပါပြီသမီးရဲ့မနှက်ပြန်ကအဖေရဲ့ဘဝမှာအကြီးမားဆုံးသောနေ့တစ်နေ့ပဲဒီတကားဖရာသခင်ကသာအဖေတို့ဘက်ကရက်တီပေးရင်တော့အဖေတို့ရဲ့စည်ရင်မှုတွေလုံးဝရှိတော့မှာမဟုတ်ဘူးညရောက်တော့မိုဟန်ကသူ့သမီးရဲ့အမေအိုကြီးရဲ့နဲ့အတူရိုတီစားရင်းနဲ့အစာဖြေနေပါတယ်စားလို့တောက်လို့ပြီးတော့တမိသားစုလုံးပါပြီးတော့ဖရာသခင်ကိုဆူတောင်းလိုက်ကြပါတယ်အိမ်နယံတွေကလည်းသူတို့ရဲ့အိမ်မက်တွေကိုတက်တည်ခံတယ်လို့တော့ဖြစ်နေပါပြီမိုဟန်လည်းသူ့ကိုသူဂရီပေးလိုက်တယ်ဘာပဲဖြစ်လာလားရာနီလေးကိုပညာတတ်အောင်သင်ပေးမယ်ဒီလိုနဲ့နောက်တနေ့မနက်မိုးလင်းတော့မိုဟန်ကဈေးကိုသွားဖို့အစဉ်သင်ဖြစ်နေပါပြီသူ့ရဲ့သမီးလေးကလည်းအဖေနဲ့တူလိုက်ဖို့အစဉ်သင်ပါပဲအမေအိုကြီးကတော့အိမ်တကားဝမှာရက်ပြီးတော့သူတို့နှစ်ယောက်ကိုကြည့်နေတာပေါ့ဒါရီဂယုစိုက်သွားအောင်တားရဲ့စူးစမ်းမှုတွေလည်းအရာထင်လာမှာပါသမီးလေးရာနီကိုလည်းဂယုစိုက်အောင်နော်လမ်းမှာဘိုင်ရောရဲ့လူတွေကတခုခုပြောရင်တိတ်တိတ်လေးသာနေလိုက်အတက်နိုင်ဆုံးရမဖြစ်နဲ့အစင်မပြေတာတခုခုရှိရင်နန်းတော်ကိုပဲသွားလိုက်ပါဟုတ်ကဲ့အမေရဲ့ဆူတောင်းကြောင့်အစစရာအဆင်ပြေမှာပါဗျဒီတခါတော့ရှုံးเสียလည်းအကြောင်းမရှိဘူးလေသမီးအတွက်သာဆိုကျွန်တော်အသက်ကိုယ်တောင်မှပေးဖို့ဝင်မလေးပါဘူးဗျာအမေလည်းကိုဂယူဆိုင်တော့သားတို့တွေအမြန်ဆုံးပြန်လာခဲ့ပါမယ်သမီးအဖေလက်ကိုကင်ပြီးပဲသွားပါမယ်ဖွာတလန်းလုံးလည်းဘယ်မှအဖေကိုလမ်းမအောင်မလုပ်ပါဘူးအဖွားသာနာနာနေပါသမီးအဖေကိုကူညီပေးပါမယ်သမီးရဲ့ပညာရေးအကြောင်းကိုလည်းဘရင်ကြီးကိုပြောပြလိုက်ပါမယ်ဒီလိုနဲ့မိုဟန်တို့သားဖလည်းလဲစီးပြီးတော့ရွာကနေထွက်လာကြတယ်လမ်းပေါ်ထွက်နေတဲ့ရွာသားတချို့ကသူတို့အကြောင်းကိုတီတိုပြောနေရင်းနဲ့လောင်ရနေကြတာပေါ့ဒါပေမဲ့မိုဟန်ကတော့လုံးဝမရက်ပဲရှေ့ကိုပဲဆက်သွားနေခဲ့တယ်အဲ့ဒီစင်းရဲသားကိုကြည်စမ်းမအောင်သူ့ရဲ့ရွှွန့်ရုပ်ထုကိုများနန်းတော်ထီတောင်တည်သွားအောင်မတဲ့သူကဘယ်ပြိုင်ပွဲကိုများနိုင်ဘူးလို့လဲလူကုန်တန်းတွေရှိတာရောက်သွားကြည့်ဒင်းကဘာမှမဟုတ်တော့ဘူးဘုရားသခင်ကလူတိုင်းရဲ့စိတ်နှလုံးသားထဲမှာရှိနေရပါကျွန်တော်ရဲ့ကြိုးစားမှုနဲ့ယူသားမှုကိုတစုံတစ်ယောက်ကတော့သိမြင်သွားမှာပါကျွန်တော်ခုထွက်လာတာဘသူရဲ့ကဲရဲမှုကိုမှနားထောင်ပူလာတာမဟုတ်ဘူးကျွန်တော်သမီးလေးအတွက်ဘဝတိုက်ပွဲဝင်ဖို့ထွက်လာတာပါအဖေရဲ့ဘသူတွေဘာပဲပြောနားမထောင်ပါနဲ့ကြိုးစားတဲ့သူတွေကိုပြည့်ရပြူတဲ့သူတွေကဘယ်တော့မှရှေ့မရောက်ဘူးဆိုတာအဖေကသမီးကိုအမြဲတမ်းသင်ပေးခဲ့တယ်လေမိုဟန်ခမကဲ့ရဲ့တန်တွေကြောင့်လှဲမောင်းရတာတောင်မှအခက်အခဲတွေ့လာတယ်။ဒါပေမဲ့ရာနီကတော့သူ့ကိုအားပေးနေပါတယ်။ခဏကြာတော့သူတို့နှစ်ယောက်လုံးမြို့ကိုရောက်လာခဲ့ပါပြီ။နန်းတော်စီသွားတဲ့လမ်းတစ်လျှောက်လုံးမိုဟန်ရဲ့မျက်လုံးတွေမှာစိုးရိမ်ပူပန်မှုတွေကမျောလင်းချက်တွေပါအတူတူတွန်းတွဲနေပါတယ်။အခုလိုနန်းတော်ပြိုင်ပွဲကိုရောက်ဖို့အတွက်သူဟာအစမ်းကုန်စူးစမ်းခဲ့ရတာပါ။သူ့တကူလုံးဒီဒီကျနေတဲ့ကျွေးတွေကသူ့ရဲ့စင်းရဲမွဲတင်မှုကိုပြောပြနေတယ်လို့ပါပဲ။သူသမီးလေးပေါ်ထားတဲ့မြစ်တာကတော့ထုံမွေးလို့နေပါတယ်။ဘာနီရီရှေ့မှာနန်းတော်ကြီးရဲ့တတိုင်းတွေတောင်မှမြင်နေရပြီ။ဒါကြီးကဘရင်နန်းတော်ပဲ။အခုချိန်ကစပြီးတော့အဖေတို့တွေလုံးဝစိတ်သက်ကြလို့မရဘူးနော်။အတဲမှာလူချမ်းသာတွေအများကြီးရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့အဖေတို့ရဲ့ယူသားမှုကအကြီးမားဆုံးခွန်အားပဲ။အဖေအထဲကိုဝင်သွားရင်သမီးကယုံကြည်ချက်အပြည့်နဲ့ရင်ကိုကောခေါင်းကိုမော့ထားမှာပါအဖေလုံးဝမရှုံးဘူးမလားယင်သမီးတို့တွေဒီနေရာကိုတောင်မှရောက်လာခဲ့ပြီလေအခုဘသူကမှသမီးတို့ကိုဟန်တားလို့ရနိုင်မှာမဟုတ်တော့ဘူးရှုံးစရာလားသမီးရဲ့မေးစရာတော့မလိုဘူးသမီးလေးပညာတတ်အောင်သင်ရမယ်ဒီတဲကိုပြက်လေးတွေကနေထွက်ရမယ်အဖေကဒီကိုလာတာလူချမ်းသာတွေနဲ့ရန်ဖြစ်ဖို့လာတာမဟုတ်ဘူးသူတို့ရဲ့ရုပ်ထုတွေကိုရွှေတီးပြီးအောင်လုပ်ရင်လုပ်ထားပါစေ။ဘာကြီးပဲဖြစ်ဖြစ်အဖေကတော့ရအောင်ရင်ဆိုင်မယ်။ဒီလိုနဲ့နန်းတော်တကားဝါကိုရောက်တော့စောင့်ကြက်နေတဲ့ရဲမတ်တွေကိုတွေ့ပါလေရော။မိုဟန်ကလက်အုပ်ချပြီးတော့ရုပ်ထုကြောင်းကိုပြောပြလိုက်တယ်။ရဲမတ်တွေကရုပ်ထုရဲ့အခြေအနေကိုမြင်တော့ရီကြတာပေါ့။ဒါပေမဲ့မိုဟန်ရဲ့မျက်နှာပေါ်ကစိတ်သက်ခိုင်မာမှုကိုမြင်ပြီးတော့အထဲကိုဝင်ခွင့်ပြုလိုက်ပါတယ်။ကဲသွားအတဲကိုသွားပြီးတော့မင်းရဲ့ကံကိုမင်းစမ်းကြည့်ပေါ့ဒါပေမဲ့တတိတော်ထားနော်ဒီနန်းတော်ထဲမှာအရှင်မင်းကြီးက
ရိုးသားမှုကိုပဲမျက်စိကျတဲ့အလေးအညာတွေနဲ့အတုရောင်တွေကိုလုံးဝမကြိုက်ဘူးကျေးဇူးပါဗျာကျုပ်ရဲ့ရုပ်ထုလေးထဲမှာတော့ဆင်းရဲတဲ့ဖခင်တယောက်ရဲ့အမှန်တရားကပုံအောင်နေတာပါဒါကကျုပ်အတွက်တော့အဖိုးအနှက်ကထိုက်တန်တဲ့ယရနာတစ်ပါးပဲအရှင်မင်းကြီးသာဒါကိုမြင်လိုက်ရင်ကျုပ်တို့သားပါရဲ့ကံလဲပြောင်းလဲသွားနိုင်ပါတယ်အဖေသမီးပြောနေရလေဘုရားသခင်ကအဖေနဲ့အတူရှိနေမှာပါအဖေစိတ်ရင်းနဲ့လှုပ်ထားတဲ့အရာကလုံးဝကိုတောက်ပလာမှာဘယ်လူချမ်းသာမှသမီးတို့ကိုနိုင်မှာမဟုတ်ပါဘူးဒီလိုနဲ့မိုဟန်တို့သားပါလေနန်းတော်ရဲ့ခမ်းမကြီးတွေကိုဝင်လာခဲ့ကြတယ်အဲ့ဒီနေရာမှာတော့ဖိတ်ဖိတ်တောက်နေတဲ့ရုပ်ထုတွေကအရင်ရောက်နေပါပြီရုပ်ထုတွေအနီးမှာလဲလူချမ်းသာတွေကစုဝေးနေကြပါတယ်သမီးရေနန်းတော်တွေကလူတိုင်းရဲ့ရုပ်ထုတွေကဘလောက်တောင်မှတောက်ပြောင်နေလေဆိုတာကြည်စမ်းမအောင်ဒါပေမဲ့အဖေတို့ရဲ့ရုပ်ထုထဲမှာရှိတဲ့စိတ်ရင်းမြစ်တာလိုအရာမျိုးကတခြားဘယ်မှမရှိဘူးကဲပါအဖေတို့ရဲ့ရုပ်ထုလေးကိုဘုရားသခင်ရဲ့အကူအညီပေါ်ယုံကြည်ပြီးတော့တောက်မှာပဲနေရာချထားလိုက်ရအောင်ဟုတ်ကဲ့ဖေဒီနေရာကသမီးတို့ရဲ့စူးစမ်းအားထုတ်မှုအတွက်အောင်မြင်ပဲအခုဘသူကမှသမီးတို့ကိုအားနေတယ်လို့ပြောလို့မရတော့ဘူးသမီးအဖေနဲ့အတူတူရှိရဲ့နော်သမီးတို့တွေဒီပြိုင်ပွဲနိုင်အောင်နှစ်ယောက်စလုံးအတူတူပြိုင်ကြမယ်နန်းတော်ရဲ့အတွင်းဘက်မှာတော့မိုဟန်တို့သားဖားကသူတို့ရဲ့ရုပ်ထုကိုတောင်းတနေရာမှာထားလိုက်တယ်အဲ့ဒီမှာတော့ရွှေနှဲလှုပ်ထားပြီးတော့တောက်ပြောင်နေတဲ့ရုပ်ထုတွေကကိုစီနေရာယူထားကြပါတယ်အဲ့ဒီနေရာမှာလူချမ်းသာအမှုပညာရှင်တွေနဲ့ပရိသတ်တွေကစုဝေးလုံနေကြတာပေါ့ပြိုင်ပွဲဝင်နိုင်ကကိုယ့်အလက်ကိုစောင့်နေကြပါတယ်အဖေဒီလူတွေကတော်တော်ချမ်းသာတာပဲနော်သူတို့ရဲ့ရုပ်ထုတွေကလက်ဝိတ်ရတနာတွေထက်တောင်ပိုပြီးတော့တောက်ပနေတဲ့ဒါပေမဲ့အဖေဘာမှမပူပါနဲ့အဖေရဲ့ရုပ်ထုကအားလုံးထက်ထူးကြတယ်ရိုးသားမှုနဲ့မေတ္တာတရားဒီရုပ်ထုမှာအထင်သာမြင်နေရပါတယ်ဟုတ်တယ်သမီးရေဒီလိုရွှေငွေရတနာတွေကစိတ်ရင်းကိုဝယ်လို့မရဘူးအဖေတို့ရဲ့ရုပ်ထုထဲမှာရှိတဲ့စိတ်ရင်းကအကြီးမားဆုံးသောစီးစိမ်ပဲအရှင်မင်းကြီးသာစိတ်ရင်းနဲ့ကြီးလိုက်ရင်ဒီနေရာမှာရင်အဖေတို့ရဲ့ကံကြမ္မာကပြောင်းလဲသွားလိမ့်မယ်အဖေဟိုရှိမှရှိတဲ့လူကြီးကဝန်ကြီးလားလူတိုင်းကသူ့ကိုသွားတင်နေကြတယ်သူနဲ့လည်းဓာတ်ပုံတွေတူတူရိုက်နေကြတယ်သူကပဲဘယင်ကြီးကိုတဆင့်ခံစကားပြောပေးရတင်နေသူ့ကိုစကားသွားပြောကြည့်ပါလားအဖေရဲ့သမီးပြောတာမှန်တာပေါ့ဒါပေမဲ့အခုတော့လူတိုင်းလည်းသူ့လက်နဲ့သူပဲလေဘုရားသခင်သားအလိုရှိရင်အဖေတို့လက်လည်းရောက်လာမှာပါဝန်ကြီးကိုယ်တိုင်အဖေတို့ကိုရုပ်ထုစီကိုရောက်လာလိမ့်မယ်စိတ်ရှိပါသမီးရဲ့အချိန်ကြာလာမှာပါဟုတ်ကဲ့ပါဖေသမီးဘာမှဖြစ်ပါဘူးအိမ်မှာအဖွားလဲသမီးတို့ကိုစောင့်နေတယ်သမီးတော့ဘုရားသခင်ကိုပဲဆုတောင်းနေတဲ့သမီးတို့နှစ်ယောက်လုံးသတင်းကောင်းတဲ့အတူအိမ်ကိုပြန်နိုင်ပါစေဟုတ်တယ်သမီးအမေရဲ့ဆုတောင်းကလည်းအကြီးဆုံးစိတ်ခွန်အားပဲဒီနေ့ကအဖေတို့ဘွားရဲ့ကြီးမားတဲ့နေ့တစ်နေ့ပဲမိုဟန်ရဲ့ရုပ်ထုကရွှတ်နဲ့လှုပ်ထားပေမယ့်ရုပ်ထုရဲ့အစိတ်အပိုင်းတိုင်းမှာမိုဟန်ရဲ့စူးစမ်းရုန်းကန်မှုနဲ့သူ့သမီးပေါ်ထားတဲ့ဖခင်မြတ်တာတွေကအတိုင်းသားပေါ်လွင်နေပါတယ်ဘယင်ကြီးနဲ့တွေ့ရဖို့မျှော်လင့်ချက်ကိုလည်းသူ့မျက်လုံးထဲမှာရှင်းရှင်းလင်းလင်းမြင်နေရပါတယ်ဘုရားသခင်အရှင်ကသာကျွန်တော်ကိုတတ္တိတွေပေးခဲ့တာပါကျွန်တော်စူးစမ်းအားထုတ်မှုကိုအောင်မြင်မှုစီတွန်းပို့ပေးပါအရှင်မင်းကြီးသာဆင်းရဲတဲ့ဖခင်တယောက်ရဲ့အိမ်မက်ကဘာလဲဆိုတာနားလည်သွားရင်ကျွန်တော်သမီးလေးရဲ့ဘဝရှိရေးလေးကောင်းလာပါပြီအဖေရဲ့သမီးတော့အဖေနိုင်မယ်လို့အပြည့်အဝယုံကြည်တယ်အဲ့ဒီချိန်မှာပဲဘိုင်နောကနန်းတော်တွေကိုရောက်လာပါလေရောသူ့နောက်ကတော့အစီကံတွေကသူ့ရဲ့ဖိတ်ဖိတ်တောက်နေတဲ့ရုပ်ထုကိုတဲလာကြတယ်သူ့မျက်နှာကတော့မာနရီကြီးတက်တက်နဲ့ပြေနေတယ်သူကဟိုကြည့်ဒီကြည့်ရင်လူအုပ်ထဲမှာမိုဟန်ကိုရှားနေရပါဟေးမိုဟန်မင်းကဒီလိုနေရာကိုတောင်ရောက်လာသေးတယ်ပေါ့လေမင်းရဲ့စိတ်ထဲမှာအိမ်မက်မက်လို့ကောင်းနေတုံးထင်ပါရဲ့ဒီမှာတေချာကြည့်တာဒါကငါရဲ့ငွေရုပ်ထုလေဒီလိုလက်ရမြောက်တဲ့ရုပ်ထုရဲ့ရှေ့မှာမင်းရဲ့အပေါ်စာရွှေရုပ်ထုကဘာမှမဟုတ်တော့ဘူးဒီမှာပိုင်တော့ဘုရားသခင်ရဲ့စီရင်ချက်ကနောက်ကျကောင်းကြနိုင်ပေမယ့်မတရားမှုတော့မရှိဘူးကျုပ်ရဲ့ရုပ်ထုထဲမှာရှိတဲ့ရိုးသားမှုကရွှေတွေငွေတွေနဲ့လှုပ်ထားတဲ့အရာမှတောင်ရှားလို့မတွေ့ဘူးဘသူကအနိုင်ရမလဲဆိုတာအချိန်ကစကားပြောသွားပါလိမ့်မယ်စင်းရဲသားတယောက်ရဲ့အိမ်မက်တွေကတော်တော်တော့ရည်စရာကောင်းတာဟဲ့
မင်းစက်ကြည့်နေလိုက်ဒီတခါတော့မင်းရဲ့မွဲပြကြနေတဲ့ကံကြောင့်ပဲမင်းဟာရှုံးလိမ့်မယ်အရှင်မင်းကြီးကလည်းငါ့ကိုပဲရွေးချယ်သွားမှသိကြတယ်အဖေသူစကားတွေကိုနားမထောင်နဲ့အလိညာရဲ့မာနာကကြမခံဘူးအဖေရဲ့ကြိုးစားမှုတွေကအရာထင်လာမှာပါသမီးကအဖေနဲ့တူတူရှိတယ်ကောင်းပြီသမီးအဲ့ဒီနောက်နန်းတော်ထဲမှာပြိုင်ပွဲစတင်ဖို့ကြေညာလိုက်တဲ့လူအုပ်ကြီးလည်းဖြည်းဖြည်းချင်းတိတ်ဆိတ်သွားပါပြီမိုဟန်တို့သားဖကတောင်းမှရက်ပြီးတော့တခုခုစဉ်းစားနေပါတယ်သမီးလေးလူတိုင်းတော့ကိုစီအလှဲ့တွေရောက်လာပြီဒီချိန်ကအဖေတို့ရဲ့စိတ်ရှည်မှုကိုစမ်းသပ်လိုက်မယ်ဘုရားသခင်ကအဖေတို့ရဲ့ကြိုးစားမှုကိုအမှန်တိုင်းမြင်နေမှာပဲပြီးတော့အဖေဂရုပေးတယ်အဖေတို့တွေလုံးဝအရှုံးသမားမဖြစ်စေရဘူးသမီးဟေ့မိုဟန်မင်းရဲ့အချိန်ကုန်တော့မယ်ဒါကဘရင်နန်းတော့ပဲဒီနေရာမှာစင်းရဲမှုအတွက်ဘာတန်ဖိုးမှမရှိဘူးငါဆိုပတ်စံများကြီးတောင်းထားခဲ့ရတာတေချာကြည့်နေလိုက်ဘရင်ကငါရုပ်ထုကိုပဲအမှတ်အမြင့်ဆုံးပေးလိမ့်မယ်ဘိုင်တော့ခမရနှုတ်သီးကောင်းရှာပါပြောတတ်တာတက်တော့ဘုရားသခင်ရဲ့တရားမျှတမှုကပိုကြီးတယ်ခမရကငွေနဲ့အာဏာကိုပဲယုံနေသူကျုပ်ကတော့ကိုယ့်ရဲ့ချွေးဆက်တွေရဲ့ခွန်အားကိုပဲယုံကြည်တယ်အချိန်သာကြာလာစမ်းပါဗျာအမှန်တရားအားလုံးရဲ့ရှေ့မှာပေါ်လာလိမ့်မယ်အဖေဘရင်ကြီးအဖေရုပ်ထုကိုလာကြည့်ရင်တမိတေချာမြင်ခြင်းနဲ့စစ်မှန်တဲ့အလားတရားကနှလုံးသားထဲမှာပဲရှိတယ်ဒီအရာကအတုရောင်မဟုတ်ဘူးဆိုတာသူ့ကိုနားလည်စေခြင်းနဲ့အဖေဟဲ့ကောင်မလေးနင့်အဖေကိုစိတ်ကူးဆက်မရင်ဘူးပဲသွားပြောလိုက်နင့်ပညာရေးကလည်းနင့်အဖေနဲ့အတူရှင်တော်ထဲမှာပဲပျက်စီးသွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့စင်းရဲသားတွေရဲ့အိမ်မက်ကဘယ်တော့မှပြည့်လာမှာမဟုတ်လို့ပဲဒီမှာဗျအဖေတယောက်ကသူ့သမီးရဲ့အိမ်မက်အတွက်အသက်ရှင်နေတာဒီနေ့ခမရကျုပ်ကိုဘလောက်ပဲလောင်လောင်ခမရရဲ့ရည်တန်းတွေကခမရရဲ့လေကြောင်းထဲမှာပဲဆွန့်အားသွားလိမ့်မယ်အရှင်မင်းကြီးကအမှန်တရားကိုကောင်းကောင်းသိမြင်သွားတဲ့အခါကြာရင်ပေါ့နန်းတော်ထဲမှာတော့ဘရင်ဝန်ကြီးကရုပ်ထုတစ်ခုချင်းစီကိုအလှည့်ကျကြည့်ရှုနေတယ်သူတို့တွေကလူချမ်းသာတွေရဲ့ရုပ်ထုတွေကိုမြင်မြန်ပဲကြည့်ပြီးတော့ရှေ့ဆက်သွားကြတယ်ဒါပေမဲ့မိုဟန်ရဲ့ရွှေရုပ်ထုရှိကိုရောက်တော့ခြေလမ်းတွေရက်တန့်သွားကြတယ်အဖေဝမင်းကသမီးတို့ရဲ့ရုပ်ထုရှိမှရက်သွားပြီဒါဟာအခြေအနေကောင်းနေဆိုတဲ့သဘောပဲသမီးတို့ရဲ့ကြိုးစားမှုတွေအရာတင်လာပြီဒီစင်းရဲရင်းကနေလွတ်ဖို့ပဲသမီးလည်းဖျားသခင်ကိုဇက်တိုက်ကိုဆူတောင်းနေတာဟုတ်တယ်သမီးအဖေလည်းတွေ့တယ်ဝမင်းကအဖေတို့ရုပ်ထုကိုတော်တော်လေးအာယုံစိုက်ကြည့်နေတယ်ဝမင်းဒါဘလို့ဖြစ်တာလဲဗျကျုပ်ရဲ့ဖိတ်ဖိတ်တောက်နေတဲ့ရုပ်ထုကိုကြားထားခဲ့ပြီးဒီရွှွန့်ရုပ်အစုပ်ပြက်ကိုမှအချိန်ကုန်ခံကြည့်နေပါလားအရှင်မင်းကြီးကတော့ဒီလိုအံ့ဩစရာရုပ်ထုမျိုးကိုပဲသဘောကျတာလေအဲ့ဒီလိုစင်းရဲသားတွေလှုပ်ထားတဲ့ရုပ်ထုမျိုးကိုမဟုတ်ဘူးဗျဒီမှာပိုင်းတော့ရုပ်ထုတွေရဲ့စစ်မှန်တဲ့အလားတရားဆိုတာတောက်ပမှုကနေမလာဘူးခံစားချက်တွေကနေလာတာကျုပ်တော့အရှင်မင်းကြီးကိုရိုးသားမှုရောစ조사မှုပါနှစ်ခုစလုံးရှိတဲ့အရာကိုပဲပြခြင်းနဲ့ဒီရွှွန့်ရုပ်ထုကအရာအလုံးထက်ထူးခြားနေတယ်။သမီးလေးမြင်လားဖျားသခင်ကစ조사တဲ့သူဆိုဘယ်တော့မှပြစ်ပင်မထားဘူး။အခုတော့အဖေတကယ်ယုံကြည်သွားပြီ။အဖေတို့ရဲ့ကံကြမ္မာပြောင်းလဲသွားတော့မယ်။ဒါကြောင့်သမီးလေးဆက်ပြီးတော့ယုံကြည်ထားပြီးတော့အပွားအတွက်လည်းဇက်တိုက်ဆူတောင်းနေပါ။သမီးဖျားသခင်ကိုအပြည့်အဝယုံကြည်ပါတယ်။ပြီးတော့အဖေအကြောင်းကိုလည်းသမီးအတီဆုံးပါ။အဖေကမကောင်းတဲ့အလုပ်ဆိုဘယ်တော့မှမလုပ်ဘူး။အဖေရဲ့ကြိုးစားမှုကသမီးတို့ရဲ့အကြီးမားဆုံးသောခွန်အားပဲဒီခွန်အားကပဲသမီးတို့ကိုတေချာပေါက်အနိုင်ရစီမှာပါနန်းတော်တွေကလူတိုင်းကပျက်စီးသွားတဲ့ရုပ်ထုရဲ့အခြေအနေကိုအံ့ဩတကြီးကြည့်နေကြတယ်မိုဟန်နဲ့ဘိုင်ရော့ဂျာကအခြေအနေကလည်းပူလောင်လို့တင်းမာနေပါပြီဘရင်နဲ့ဝန်ကြီးလည်းဘသူကအမှန်ပြောနေလဲဆိုတာကိုစဉ်းစားနေကြပြီးဘသူဘက်ကနေဆုံးဖြတ်ပေးရမလဲဆိုတာတွေးနေကြပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးဟာနေ့စဉ်နေ့တိုင်းမနက်ကနေညအထိစူးစမ်းအားထုတ်ခဲ့ရတာပါဒီရုပ်ထုကိုကျွန်တော်သမီးလေးရဲ့ပျော်ရွှင်မှုလို့သတ်မှတ်ပြီးတော့ထွန်းထူးခဲ့ပါတယ်ဒီပြိုင်ပွဲမှာသာရှုံးနေသွားခဲ့ရင်ကျွန်တော်ရင်ထဲကမျောလင်းချက်တွေပျက်စီးသွားတာနဲ့အတူတူပါပဲအရှင်မင်းကြီးရဲ့အဆုံးဖြတ်ကပဲနောက်ဆုံးအားကိုးရပါဒါကြောင့်ကျွန်တော်မျိုးရဲ့စူးစမ်းမှုကိုတရားမျှတမှုပေးပါအရှင်မင်းကြီးမိုဟန်ရဲ့စကားတွေနားထောင်ပြီးတော့ဝမ်းနည်းစရာကောင်းနေပါလိမ့်မယ်ဒါပေမဲ့အမှန်တရားကတော့သူဟာရုပ်ထုကိုအသုံးချပြီးတော့ဇလန်းစင်နေတာပါအရှင်မင်းကြီးစီကနေတနာကျင်နာမှုရပြီးတော့စ
ဆုလက်တွေရနိုင်ဖို့အတွက်ပါဒီလိုလူစားမျိုးတွေကပဲစင်းရဲသားတွေရဲ့နာမည်ကိုပါဖျက်ပစ်နေတာပါကျေးဇူးပြုပြီးတော့သူ့ရဲ့လက်ဝက်ကိုသိမြင်တော်မူပါအရှင်မင်းကြီးမင်းကြီးကျွန်တော်မျိုးရဲ့သမီးလေးကစားတော်ပါတယ်သူ့ရဲ့အိမ်မက်ကလည်းတမားတော်တယောက်ဖြစ်ချင်တာပါကျွန်တော်သမီးရဲ့အိမ်မက်တွေရှေ့ဆက်နိုင်ဖို့ဒီရုပ်ထုကိုဖန်တီးခဲ့တာပါကျွန်တော်သမီးကိုပြုံးပျော်စေချင်ပါတယ်ဒါကြောင့်အရှင်မင်းကြီးအနေနဲ့ကျွန်တော်မျိုးရဲ့သမီးလေးကိုပွေးဖက်ပေးပြီးတော့သူ့ရဲ့စူးစမ်းမှုတွေကအလဟတ်သက်ဖြစ်မှာမဟုတ်ဘူးဆိုတာကိုကျေးဇူးပြုပြီးတော့ပြောပြပေးပါမင်းကြီးမိုဟန်နာမန်နေဆိုရင်ဒီရုပ်ထုကိုဘာလို့ဂယုမဆိုင်ပဲထားခဲ့ရလဲသူဒီအမားကိုတမင်ကလုပ်ခဲ့တာကလူတိုင်းရဲ့အမြင်မှာသူရဲကောင်းဖြစ်ဖို့ပဲသူ့မျက်ရည်တွေကလည်းလှုပ်ဆက်တက်တက်ပဲဒါကလူတွေကိုလှည့်စားဖို့ကြံစီထားတာပါအရှင်မင်းကြီးဘရင်ကြီးကတော့တိတ်ဆိတ်နေရင်းနဲ့သူတို့နှစ်ယောက်ရဲ့စကားတွေကိုနားထောင်ပြီးတော့စဉ်းစားနေတယ်နန်းတော်တွေကလူတွေအားလုံးရဲ့အကြည့်တွေကလည်းဘရင်ကြီးရဲ့အပေါ်မှာအာယုံစိုက်နေကြတာပေါ့ဝန်ကြီးကဘရင်ကြီးကိုခဏခဏကြည့်ပြီးတော့အမြန်ဆုံးဖြတ်ချက်ချပေးဖို့တောင်းဆိုနေပါတယ်ဒါမှပဲနန်းတော်တွေကစိုးရိမ်ပူပန်မှုတွေကိုအဆုံးသတ်နိုင်မှာပါအရှင်မင်းကြီးအရှင်ကိုယ်တိုင်ကြည့်ရှုစစ်ဆေးတော်မူပါကျွန်တော်မျိုးဒီရုပ်ထုကိုရိုးသားမှုပြည့်နဲ့ဖန်တီးခဲ့တာပါကျွန်တော်ရဲ့ရွေချက်ကမရိုးသားဘူးဆိုရင်ဘာလို့ဒီလောက်လားနဲ့ကြည့်ပြီးတော့အပင်ပန်းခံလုံးပါလဲဗျာစင်းရဲသားတွေရဲ့စကားကိုဘယ်သူမှလွယ်လွယ်နဲ့မယုံဘူးဆိုတာကျွန်တော်မျိုးသိပါတယ်ဒါပေမဲ့အမှန်တရားကတော့ဒါပါပဲမင်းကြီးဒီနန်းရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ့်ဖို့အတွက်အလိညာနဲ့အမှန်တရားကိုခွဲခြားဖို့လိုပါတယ်ဒီနေ့ဒီလိုသာလှုပ်ဆက်ကနေတဲ့သူတွေကိုစုချနေရင်နောက်ပိုင်းမှာလူတိုင်းကတကူကြီးအကျိုးအတွက်အလိညာဇလန်းတွေထွင်ပြီးတော့ဒီကိုလာကြပါလိမ့်မယ်နန်းတော်တွေကလူတိုင်းကလည်းအသက်ရှူဖို့တောင်မေးပြီးတော့ဘရင်ကြီးကိုကြည့်နေကြပါတယ်မိုဟန်ရဲ့မျက်ရည်နဲ့ဘိုင်ရောရဲ့အပြုံးနှစ်ခုလုံးမှာတယောက်နဲ့တယောက်ပေါ်ထားတဲ့မုံတီမှုကရှင်းရှင်းလင်းလင်းပေါ်လွင်နေပါတယ်ဝန်ကြီးကလည်းဘရင်ကြီးဆုံးဖြတ်ချက်ချတာနောက်ကျနေမှာကိုစိုးရိမ်နေတယ်မိုဟန်မင်းရဲ့စကားတွေမှာရိုးသားမှုနဲ့နာကျင်မှုတွေကအထင်သာပေါ်နေပါလားမင်းရဲ့မျက်လုံးကကြားနေတဲ့မျက်ရည်တိုင်းကမင်းရဲ့စူးစမ်းအားထုတ်မှုတွေတက်တည်ခံနေတာပါပဲဒါပေမဲ့ဘရင်တစ်ပါးအနေနဲ့တော့ငါခန်းစားချက်တွေကိုဗတ်မလိုက်ပဲအမှန်တရားတိုင်းပဲဆုံးဖြတ်တယ်မင်းသာအမှန်တိုင်းပြောဆိုနေတာဆိုရင်အဲ့ဒီတက်တည်ကိုငါလိုချင်တယ်အရှင်မင်းကြီးကျွန်တော်မျိုးရဲ့စူးစမ်းအားထုတ်မှုပေါ်မယုံကြည်ဘူးဆိုရင်ကျွန်တော်ရွာကိုလိုက်ခဲ့ပါကျွန်တော်ရဲ့တဲလေးကိုကိုယ်တိုင်လိုက်ကြည့်တော်မူပါကျွန်တော်သမီးရဲ့စာအုပ်တွေနဲ့ကျွန်တော်ရဲ့တဲအိုပြက်ကကျွန်တော်ငွေတပြားရဖို့အရေးကိုဘလို့နေမနာညမနာစုဆောင်းရလဲဆိုတာကိုတက်တည်ပြပေးမှာပါဘယ်ဖခင်ကမှကိုသမီးရဲ့အိမ်မက်ကိုပြည့်ရည်ပြူမှာမဟုတ်ပါဘူးအရှင်မင်းကြီးသူကစုရဖို့အတွက်နဲ့စင်းရဲတာကိုအသုံးချပြီးတော့သူ့ကိုယ်သူတနာစရာကောင်းတဲ့သူလို့လူတိုင်းထင်အောင်လှည့်စားနေတာပါကျွန်တော်သူ့တဲကိုလည်းမြင်ပြီးပါပြီဒါပေမဲ့စင်းရဲမှုကရိုးသားမှုအတွက်အာမခံမဟုတ်ဘူးဘရင်ကြီးခင်ဗျာသူတို့နှစ်ယောက်ရဲ့စကားတွေကိုနားထောင်ရင်အတွေးတွေများနေရပါပြီနန်းတော်ထဲမှာလည်းအကြတဲ့တစ်ချက်တောင်မှမကြားရအောင်တိတ်ဆိတ်နေတယ်ဝန်ကြီးကလည်းဘရင်ကြီးအနားကပ်ပြီးတော့တခုခုကိုဖြည်းဖြည်းချင်းပြောနေပါတယ်ဒါပေမဲ့ဘရင်ကတော့မျက်လုံးမိတ်ပြီးသူတို့နှစ်ယောက်ရဲ့စကားတွေကိုပြန်တွေးနေတယ်မိုဟန်မောင်မင်းရဲ့စကားတွေကိုစိတ်နှလုံးသားထဲကနေခံစားရပါတယ်ဒါပေမဲ့ဘရင်တစ်ပါးရဲ့ဆုံးဖြတ်ချက်ကနှလုံးသားနဲ့ဆုံးဖြတ်ရတာမဟုတ်ဘူးအုံနောက်နဲ့ဆုံးဖြတ်ရတာပဲမနှက်ပြန်မနှက်ကြရင်ငါကိုတော့မောင်မင်းရဲ့ရွာကိုကိုယ်တိုင်လာမယ်မင်းရဲ့ဘဝအခြေအနေနဲ့အမှန်တရားကိုငါမျက်လုံးနဲ့ကိုယ်တိုင်ကြည့်မယ်ဒီတော့မှဘသူမှလဲဆိုတာငါကဆုံးဖြတ်ချက်ချမယ်အဲ့ဒီလိုနဲ့နောက်တနေ့မနေ့ရောက်လို့ဘရင်ကြီးကိုယ်တိုင်ကြွချီလာတော့တရားလုံးကစုဝေးလာကြပါတယ်ဘရင်တစ်ပါးကရွာကိုကိုယ်တိုင်လာကြည့်တာကြောင့်လူတွေကလည်းအံ့ဩနေပါတယ်ဘိုင်ရောရဲ့ဂျီနီကတော့ချီမကင်မိလက်မကင်မိနဲ့ကနာမငြိမ်ဖြစ်နေတယ်ဝန်ကြီးကလည်းစိတ်နေရင်းနဲ့အားလုံးကိုအာယုံတစိုက်အကဲခတ်နေပါတယ်မိုဟန်တာကမောင်မင်းရဲ့အိမ်ဘက်ကိုဒီလိုပေါက်နေတဲ့အမိုးကျိုးနေတဲ့ကရင်နဲ့ကွဲအပ်နေတဲ့မိဖို့ဒါတွေအကုန်လုံးကမင်းပြောခဲ့သမျှအမှန်ပဲဆိုတာတက်တည်ပြနေတယ်အခုတော့ငါဘာတက်တည်ကန်အထောက်ထားမှမလိုတော့ဘူးမင်းရဲ့ဘဝအခြေအနေကမင်းရဲ့တက်တည်ပဲအရှင်မင်းကြီးအရှင်ကိုယ်တိုင်လာရောက်ပြီးတော့ကျွန်တော်မျိုးရဲ့ရိုးသားမှုကိုကြည့်ရှုပေးခဲ့တဲ့အတွက်
ကျွန်တော်အတိုင်းမသိဝမ်းသာပါတယ်အခုတော့ကျွန်တော်သမီးလေးကိုဘယင်ကတောင်စူးစမ်းအားထုတ်မှုကိုတန်ဖိုးထားပြီးတော့အမှန်တရားဆိုတာဘယ်တော့မှမရှုံးနိုင်ဘူးဆိုတာပြောပြနိုင်ပါပြီမင်းကြီးကစင်ရဲချိုးတဲ့သူတွေရဲ့ယုံကြည်မှုကိုအသက်ဆက်ပေးလိုက်တယ်ကျွန်တော်မျိုးရင်ထဲကနေစိတ်ရင်းမှန်နဲ့ကျေးဇူးတင်ပါတယ်မင်းကြီးဖြစ်ပြီးတဲ့အရာတွေလည်းဖြစ်ပြီးသွားပါပြီဒါပေမဲ့အမလေးတစ်ခုအတွက်နဲ့တော့ကျွန်တော်ကိုရွာကနေနှင်မထုတ်ပါနဲ့နော်ကျွန်တော်မျိုးမှားသွားခဲ့ပါတယ်လောဘတွေကြီးခဲ့မိပါတယ်ဒါပေမဲ့အခုတော့သင်ခန်းစာရသွားပါပြီဒါကြောင့်ကိုယ့်ရဲ့အမကိုပြင်ဆင်ဖို့အခွင့်အရေးတစ်ကြိမ်လောက်ပဲပေးပါဒီမဲ့ပိုင်းတော့မောင်မင်းကစင်းရဲသားတယောက်ရဲ့ရုပ်ထုကိုဖျက်ဆီးခဲ့တာမဟုတ်ဘူးမင်းကဖခင်တယောက်ရဲ့မျှော်လင့်ချက်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့တာငါလိုရှင်ဘရင်ရဲ့အမြင်ရတော့ဒီပြစ်မှုကခွင့်လွှတ်လို့မရဘူးဒီနေ့ကစပြီးတော့မင်းကဒီရွာရဲ့တကြီးမဟုတ်တော့ဘူးမင်းဒီရွာကနေထွက်သွားပါဒါကတရားမျှတမှုပဲဘရင်ကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်ရွာသားတွေလည်းမျက်လုံးပြူသားဖြစ်သွားကြတယ်လူတွေလည်းအခုဆိုရင်ရိုးသားမှုနဲ့ကြိုးစားအားထုတ်မှုကအမြဲတမ်းအောင်ပွဲရပြီးတော့စည်ရင်မှုကအားနည်းချက်မဟုတ်ဘူးဆိုတာကိုနားလည်သွားကြပါပြီမိုဟန်ရဲ့မျက်လုံးတွေထဲမှာတော့ပီတိတွေနဲ့ပြည့်နှက်နေပြီးတော့သမီးဖြစ်တဲ့ရာနီကသူ့ကိုပြေးပက်လိုက်ပါတယ်အခုတော့သူတို့ရဲ့ဘွားတစ်ခုလုံးပြောင်းလဲသွားပါပြီအဖေအခုဆိုရင်သမီးတမားတော်ကြီးဖြစ်ရတော့မယ်အဖေကြည့်လိုက်အဖေရဲ့ရုပ်ထုကအရာအလုံးကိုပြောင်းလဲပြလိုက်ပြီဒီနေ့အဖေကသမီးရဲ့အိမ်မက်ကိုအသက်ဆက်ပေးုံတည်းမဟုတ်ဘူးစင်းရဲတာကပြစ်မှုမဟုတ်ဘူးဆိုတာကိုလည်းလူတိုင်းမြင်အောင်ပြသနိုင်ခဲ့တယ်သမီးကတော့အဖေအတွက်အရန်ကိုဂုဏ်ယူမိတယ်သမီးရဲ့အဖေကသမီးရဲ့အိမ်မက်လေးအကောင့်ထဲပေါ်လာတာကိုပဲမြင်ချင်နေခဲ့တာအခုတော့သမီးရဲ့အဖေကနန်းတော်လက်မှုပညာရှင်တယောက်ဖြစ်လာပြီအဖေသမီးကိုအကောင်းဆုံးကျောင်းကိုပို့မယ်သမီးကစာကိုတေချာတင်ပြီးတော့ကြိုးစားပါဒါမှပဲတနေ့နေ့ကျရင်သမီးလည်းတစုံတယောက်အတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာနိုင်မှာပါဒီနေ့ဘရင်ကြီးကအဖေကိုလှုပ်ပေးခဲ့တယ်လို့မျိုးပေါ့ကဲမိုဟန်ဒီနေ့ကစပြီးတော့မောင်မင်းကနန်းတော်ရဲ့အတီးကလက်မှုပညာရှင်ပဲလာတိုင်းလဲမောင်မင်းရထိုက်တဲ့လာစာကိုရလိမ့်မယ်မင်းရဲ့သမီးကိုလည်းမြို့တော်ရဲ့အကောင်းဆုံးကျောင်းမှာစီးရင်သွင်းပေးမယ်မင်းရဲ့မိကိုစေးကုပေးဖို့ကိုလည်းငါရဲ့တာဝန်သားထားလိုက်ဒါကရိုးသားမှုနဲ့ကြိုးစားအားထုတ်မှုရဲ့အောင်ပွဲအတွက်ဆုလက်ပဲအရှင်မင်းကြီးအရှင်ရဲ့ဆုံးဖြတ်ချက်ကဒီတိုင်းပြည်တစ်ခုလုံးအတွက်စံနမူနာဖြစ်လာပါလိမ့်မယ်အခုတော့စင်းရဲထုတ်တဲ့သူတိုင်းကအမှန်တိုင်းပြောတာနဲ့ကြိုးစားတာကအလကားမဖြစ်ဘူးဆိုတာကိုနားလည်သွားကြပါပြီဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်